အားလုံးပဲမင်္ဂလာပါရှင်မက်ရှူကီရှန်ကနေကြိုဆိုပါရရှင်ဒီလိုမျိုးဆယ်မွန်ဘယ်လီလေးဆိုလို့ရှိရင်ဒီလိုသူကတော့ kg နဲ့ရောင်းတာပေါ့နော်1 kg ကို9000မှာ900 gram ကနေစပြီးလဲဝယ်လို့ရပါတယ်900 gram ဆိုရင်တော့3000ပေါ့နော်သူက sauce တွေပါတွေနဲ့စားကြရဲ sauce လုပ်ပြီးတော့စားလို့ရတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင် air fryer ထဲမှာပြင်ပြီးတော့လဲစားလို့ရတယ်သူကအစီထက်ပိုများတယ်ပေါ့နော်ဘယ်လီပိုင်းကလေဒီမှာဘယ်လီစာရှိမီလဲစားလို့ရတယ်ဒီဘယ်လီက1 kg ကို9000မှာ900 gram လဲခွဲရောင်းပေးပါရရှင်ဒါလေးကတော့အယိုးလေးတွေပေါ့နော်သူကတော့တစ်ချောင်း4000သူကတော့ kg နဲ့ရောင်းတာမို့အချောင်းလိုက်ပေါ့နော်ဒီလိုအလေရိုးတစ်ရိုးလုံးမှာအမိလဲပါတယ်အဲ့ဒါကိုမှ4000သူ့ကိုကြရင်အဲ့လိုမျိုးတုံရန်စုတွေပါတယ်လောက်တောက်ကြတယ်တချို့ဆိုလဲကင်စားလို့လဲရတော့အသားအများကြီးပါတယ်အလေရိုးဆိုရင်အသားမရှိရမဟုတ်ဘူးအများကြီးပါတယ်ပေါ့နော်အဲ့လိုမျိုးချင်းဟင်းတွေပါတယ်လဲချက်တောက်လို့ရတယ်တချို့ဆိုရင်အဲ့လိုမျိုးတုံရန်စုတွေပါတယ်လဲလောက်တောက်လို့ရတယ်နော်ဒါကမှ4000ပဲရှိပါတယ်ဒီအယိုးမှာကျတော့လေအသားတွေအများကြီးလဲပါတယ်ဒီအသားတွေကိုမှတကယ်လို့ရှစ်ပြီးတော့မှလေသမင်းကြော်တို့ကြက်ဥတို့နဲ့ကြော်စားလဲရတယ်ကလေးတွေအတွက်လေဒီမှာအသားတွေအများကြီးပါတယ်အဲ့ဒါမှဇွန်းနဲ့ရှစ်ပြီးတော့လဲလုံလို့ရတယ်ခုနကစုပြောသလိုပဲတောင်ရန်ဟင်းနဲ့လဲထည့်လို့ရတယ်ဒီအယိုးကိုလဲกินပြီးတော့လဲစားလို့ရတယ်အသားတွေများတော့လေမီဆိုဆူပလေလောက်တောက်လို့ရတယ်တချို့ကဘဲလီရဲ့အယိုးရဲ့ကိုရောပြီးတော့မီဆိုဆူပလေလောက်တောက်ကြရပေါ့နော်အဲ့လိုမျိုးလေးလောက်တောက်ရင်အရင်တောက်လို့ကောင်းတယ်ကြီးတွေအတွက်ဆိုရင်ဆယ်မွန်စတိတ်ကက်လေးတွေရှိမယ်ဒါက gray လောက်စားလို့ရတယ်နော်ဒီဆယ်မွန်စတိတ်ကက်သူကတတုံးနဲ့ဆိုလို့ရှိရင်2400ဒီလိုမျိုး promotion ထုတ်9000ယူလို့ရှိရင်တော့8000ပဲပေါ့နော်ဒီမျိုး9000ထဲမှာကျတော့8000ခွဲကဘာဖြစ်လို့လဲဆို customer တချို့ customer တွေကကျတော့8000ခွဲဘာလို့ promotion ပေးရလဲဆိုရင် तू ကဒီလိုမျိုးအမီးပိုင်းပါတာပေါ့နော်အမီးပိုင်းကတော့2ပိုင်းပါတယ်ဒီလိုမျိုးအလယ်ပိုင်းကကျတော့1ပိုင်း3ပိုင်းပါတယ်ပေါ့နော်အလယ်က3ပိုင်းဒီလိုအမီးက2ပိုင်းပါမယ်ရွေးလို့တော့မရဘူးပေါ့နော်အထုပ်တိုင်းမှာကျတော့ဘယ်တို့ဒီလိုမျိုးပဲထည့်ထားတာအမီး2ပိုင်းကတော့အမြဲတမ်းပါပါတယ်ဒါလေးက8000ခွဲပါဒါတော့ promotion ဈေးပေါ့နော် promotion ဈေးဒီအလဲပိုင်းတီးတက်မယ်ယူမယ်ဆိုလို့ရှိရင်အလဲပိုင်းတီးတက်2400ပါရှင်အလဲပိုင်းတီးတက်မှာဆိုရင်ကိုလိုချင်တဲ့ဒီ Atlantic Bay Ocean Top ပဲရွေးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးလိုချင်တဲ့ဟာကိုမှာလို့ရတယ်တချို့အမေမေကကြ Atlantic ပူကြိုက်ကြများတယ်တချို့ကြ Ocean Top ကြိုက်တာများတယ်ဆိုရွေးချင်တယ်ဆိုတော့2400နဲ့မှယူပေးရနော်အလဲပိုင်းကိုပဲအတုံး20ယူမယ်ဆိုရင်တော့ promotion ဈေးနဲ့ရပါတယ်ရှင်ဒီ Mushroom Kitchen မှာဒါနဲ့ဒါကိုกินပြီးတော့မှအပေါ်ကနေပြီးတော့ Teriyaki sauce စမ်းပြီးတော့လဲစားလို့ရတယ် Teriyaki sauce လဲဝယ်လို့ရပါတယ်ရှင်ဒါလေးကတော့ Teriyaki sauce ပါသူက30 gram တစ်ထုပ်ကို3500ပါဒါကတော့ဒီလိုမျိုးလေးတွဲပြီးတော့ရောင်းပြီးထားရပေါ့နော်ဒါကတော့ server fit လေးသူကအချမ်းပေါ့သူကတစ်ချမ်းကို1900ဒီအတွဲလိုက်ကလေးဝယ်လို့ရတယ်သူက gray လောက်စားလို့ရတယ် teriyaki sauce လေး gray လောက်ပြီးသွားရင် teriyaki sauce လေးစမ်းပြီးတော့စားကြရပေါ့နော်အဲ့ဒါဆယ်မွန်မှာလည်းစမ်းပြီးတော့ချိုရကြစားကြရသူကတစ်ထုပ်ကိုမှ3500ပဲရှိတယ်ဒါတချမ်းကိုဒီတစ်ထုပ်လုံးမကုန်ဘူးသူကအချိုလေးဆိုတော့လေတချို့ဆိုရင်2ချမ်းလောက်ထိပုံပြီးတော့ကြော်စားကြရလို့တော့ customer တွေကတော့ပြောတယ်တစ်ချမ်းနဲ့အဲ့လိုမျိုးတစ်ထုပ်ရလို့တော့ဝယ်စရာမလိုအချိုကြိုက်တယ်ဆိုရင်တော့ပို့ဝယ်လို့ရတာပေါ့နော်မဒီခုနကစာဘာဖင်လေးပြီးရင်ဒီလိုမျိုးဆယ်မွန် frozen ဖင်လေးပါဒါကတော့ Norway ဖင်လေးပေါ့နော်ဆယ်မွန် Norway ပါသူက1 kg ဆိုလို့ရှိရင်35000ပါဒီတချမ်းဆိုလို့ရှိရင်ဘယ်တော့2 kg ဝန်းကျင်လောက်ရှိရပေါ့နော်ဒီတချမ်းဆို2 kg နီးပါးရှိရ1 kg ဈေးကတော့35000ပါဒီဟာကိုတော့တချမ်းတော့မရောင်းပေးဘူးပေါ့နော်ဒီတစ်ချက်လုံးဝယ်လို့ရပါမယ်ရှင်ဒီဆယ်မွန်ထဲမှာဆိုလို့ရှိရင်ခုနကဆယ်မွန်ဆာရှိမီဒါဆိုလို့ရှိရင်တယောက်စားလေးတွေပေါ့နော်ဒါဆိုရင်200 gram နော်ဝေး200 gram ဒီလိုမျိုးဘူးလေးနဲ့ဘူးရှိလေးနဲ့200 gram ဆိုလို့ရှိရင်4000ခွဲချက်ပါ200 gram ကို4000ခွဲပါသူကကျတော့တကေနော်ဝေးဆိုရင်1 kg ကို38000နဲ့9000ဒီဂျွန်လာတစ်လလုံးမှာ10 kg ပြေးလို့ရှိရင်1 kg လက်ဆောင်ရပါတယ်ရှင်အော်ရာမှာလည်းဖုန်းနံပါတ်တူရမယ်လိပ်စာတူရမယ်အဲ့ဒါလေးကိုတော့အော်ရာ ticket လေးတွေကကျတော့ customer တွေပြောပြီးဓာတ်ပုံလေးရိုက်ထားလိုက်ပေါ့နော်